ခုနောက်ပိုင်းမှာတော့အရန်ချောင်းဆိုးလာကြတယ်တော်တော်များများလေကူးဆက်ယောဂတွေကတော်တော်တော့များလာတယ်သူမကူးကျင်လို့မရအောင်သူမကူးကျင်လို့မရအောင်အတင်းအိမ်သွားပြီးတော့ဆေးတိုက်ရမယ်အဆင်ဒီပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ချောင်းဆိုးဝေဒနာကိုနေတင်တဲ့အဖြေရှာဆုလက်ဆောင်တွေရယူပါအစီအစဉ်ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒါဇူလိုင်လ24ရက်နေ့ပေါ့နော် International Self Care Day လို့သိရပါတယ်အဲ့တော့ဒီနေ့လေးအတွက်အမှတ်တရစကားဝိုင်းလေးဖန်တီးသွားမှာဖြစ်တဲ့အတွက်ဒေါက်တာကိုဖိတ်ခေါ်ထားပါတယ်အရင်ဆုံးဒေါက်တာပရိသတ်တွေကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်မကတော့ဒေါက်တာအီးခင်ပါအထွေထွေယောဂကုမိသားစုဆရာဝန်တယောက်ပါအခုနောက်ပိုင်းလည်းအဲ့လိုကူးဆက်ယောဂလိုမျိုးတွေကလည်းများပြားဖြစ်လာကြတယ်ပြီးတော့ယာတိဥတုချင်းတွေရအောင်ဒီဟာမျိုးတွေရဲ့အန်နေရအောင်ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲပေါ့နော်ဒါဒေါက်တာဆိုရင်ရောလူနာအများစုနဲ့တွေ့တဲ့အချိန်မှာတော့ဒါစိတ်နဲ့ပတ်သက်တဲ့စိတ်ကျန်းမာရေးရလားခန္ဓာနဲ့ပတ်သက်တဲ့ခန္ဓာကျန်းမာရေးရနေလားအဲ့လိုကူးဆက်ယောဂတွေရောဘယ်လိုမျိုးတွေရှိလဲပေါ့နော်အမှန်တော့ရင်တုန်းကတော့ဒီကိုဗစ်မဖြစ်ခင်ကာလအထိကတော့ဆရာမတို့ဒီဒေါက်တာတို့ရှိမှာတော့ non communicable disease ဆိုတဲ့ဟာတွေကပေါ်တာပေါ့နော်စီးကြိုသွေးကြိုသွေးတိုးထားအသေးစီဖုံဒါမျိုးတွေအရင်ပေါ်တယ်ကိုဗစ်ပြီးနောက်ပိုင်းမှာတော့လူတွေကကူးစက်ရောဂါကိုတော်တော်လေးconcern ထားလာကြတယ်ပေါ့နော်တတိထားလာကြတယ်ပေါ့ဒီကိုဗစ်ပြီးနောက်ပိုင်းမှာတော့ချောင်းဆိုးတွေကတော်တော်ပေါ်တယ်ချောင်းဆိုးနဲ့ပတ်သက်တဲ့ဟာတွေအေးမိချောင်းဆိုးအဲ့ဒါတွေကတော့ဆေးကန်းကိုရမ်းလာကြတာပေါ့နော်ဟုတ်ကူးစက်ယောဂါဆိုတဲ့နေရာမှာတော့ကျမတို့က viral infection လို့ခေါ်တယ် virus ကြောင့်ကူးတဲ့ဟာတွေကခဏတစ်ဖြုတ်ပဲပျောက်ပင်မယ်တကယ်ရေရှည်နာတာရှည်ချောင်းဆိုးတွေရှိတယ်လေအဲ့ဒါတွေကြတော့ TB တို့ pneumonia တို့TB နဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းမှာတော့အရန်ချောင်းဆိုးလာကြတယ်တော်တော်များများလေကူးစက်ယောဂါတွေကတော်တော်တော့များလာတယ် TB တို့ဘာလို့ဆိုရင်လေ National Healthcare Program တွေလုပ်ပါတယ်ဒေါက်တာတို့ဆိုလည်းအများတန်းဒေသန္တရတို့ဘာလို့ TB ဆေးသုံးဖို့ညွှန်ရတယ်ပေါ့နော်အဲ့ဒါကကြတော့သူတယောက်တည်းအတွက်တောင်မဟုတ်တော့ဘူးဒါပြည်သူလူထုတရက်လုံးမှာဒုက္ခပေးနိုင်တဲ့စိုးကျိုးဖြစ်တဲ့အတွက်ကြောင့်မို့ဒီယောဂကုကိုကုပါမယ်သူမကုကျင်လို့မရအောင်သူမကုကျင်လို့မရအောင်အတင်းအိမ်သွားပြီးတော့ဆေးတိုက်ရမယ်အဆင်ဒီပေါ့နော်အဲ့လိုမျိုးလုပ်ကြပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုအဆုံးနဲ့ပတ်သက်ပြီးကူးစက်တဲ့ယောဂတွေကအဓိကအဖြစ်ဆိုဘယ်ယောဂတွေလို့ပြောလို့ရလဲအဆုံးနဲ့ပတ်သက်ပြီးကူးစက်တာကကြတော့များသောအားဖြင့်ကတော့ viral infection ပေါ့နော်အခုလက်တလုံးဖြစ်နေတဲ့မိုးရာသီတုပ်ကွေးချောင်းဆိုးအဲ့ဒါတွေကတော့အဖြစ်များတာပေါ့ဟုတ်ကဲ့ဒါတွေကကြတော့ဟိုပါပေါ့ရေတိုချောင်းဆိုးပေါ့နော်ရေရှည်ချောင်းဆိုးလာပြီးနာမကျန်းဖြစ်လာရင်တော့ဒါကုကိုကုရမှာပေါ့ရေတိုချောင်းဆိုးမှာတော့ဒေါက်တာတို့အနေနဲ့ပေးလေးပေးထားရှိတဲ့ချောင်းဆိုးပျောက်ဆေးလေးတွေရှိတယ်ငုံဆေးလေးတွေရှိတယ်ချောင်းဆိုးတာမှလူနာအများနဲ့မေးတယ်ပေါ့နော်ချောင်းချောက်လားချောင်းဆိုးလားသူကပြောတတ်တယ်ကျမကတော့လေချောင်းလေးရားပြီးကလိကလိနဲ့ဆိုးတာတညာလုံးမအိပ်အောင်ဒေါက်တာရဲ့အဲ့လိုမျိုးပြောတတ်တယ်ပေါ့ဒါကကြတော့ချောင်းချောက်ပေါ့လက်တလောဖြစ်တာအဲ့လိုမဟုတ်ဘူးရင်ဘတ်ထဲကအုံအုံအတန်ကြီးနဲ့ဆိုးတယ်တလိပ်တွေကထွေးထုတ်လိုက်ရင်အစိမ်းရောင်တွေအဝါရောင်တွေဒါမျိုးထွက်တတ်တယ်ပေါ့ဒါမျိုးဆိုရင်တော့ဒါဟိုနည်းနည်းအရေးကြီးလာတဲ့ချောင်းမျိုးပေါ့ဟုတ်ကဲ့အဲ့လိုမျိုးတွေဖြစ်လာရင်ရောဟိုကိုလည်း view ဆိုင်ရမယ်ဒီ self care ဒီဆိုတော့လေဘယ်လိုမျိုး self care လေးလုပ်ဖို့ဆိုရင်ရောဘာတွေစောင့်တဲ့နဲ့ဘာတွေရှောင်တဲ့နဲ့ဒီရာသီဥတုချင်းနေနဲ့ပဲဖြစ်ဖြစ်ဒီလို lifestyle ကို self care လုပ်မှာဆိုရင်ဘာတွေစောင့်တဲ့ရှောင်တဲ့ self care တဲ့သူများအောင်မကူအောင်တော့ mask လေးတာပေါ့နော်ကြောက်ဆိုဟိုပါပေါ့နော်ဟိုစေးုံစေးကန်းလာရင်လည်းသူများရှီရယောဂလည်းမကူအောင်ကိုရှီရယောဂလည်းမကူအောင် mask လေးကတော့တက်အောင်ပါပေါ့နော်နောက်တစ်ခုကတော့ချောင်းဆိုးအတွက်ကိုတော့ကျမတို့ကြိုက်တာတော့လေကောင်းလေသန့်ရတဲ့ပတ်ဝန်းကျင်ကိုကြိုက်တယ်ပေါ့ spacious room ပေါ့နော်လေကောင်းလေသန့်ရမှာတချို့ဆိုရင်ဒီ air con ခန်းထဲမှာအလုံးပိတ်ခန်းထဲမှာလေထုညဉ့်ညမ်းနေတဲ့အခါမှာလည်းချောင်းဆိုးတတ်တယ်နောက်တစ်ခုကကြတော့ကျမတို့ကြောက်တာအနံ့လေမိကိုနံ့ချင်းစေးနံ့အိမ်သုံးစေးနံ့လိုက်ကာနံ့ဒီအနံ့တွေကြောင့်လည်းရားပြီးချောင်းဆိုးတတ်တယ်အဲ့ဒါကကြတော့ allergic cough ပေါ့နော်ဒီနားလေးရားပြီးတော့အမြဲတမ်းကြက်နေတတ်တယ်ချောင်းဆိုးအဲ့နံ့တွေကိုလည်းရှောင်ရှားမှာပေါ့နောက်တစ်ခုကတော့ခုနပြောတဲ့ဖုံမှုန့်လို့ပါလို့ပေါ့အဲ့လို allergic cough ရှိတဲ့လူ allergic rhinitis လို့ခေါ်တဲ့နှာခေါင်းအလာဂျီရှိတဲ့လူတွေကကိုယ့်ရဲ့ဒီနေရာထိုင်ခင်းတွေကိုလေဖုံဆုပ်ဆက်နဲ့ဆုပ်ရမယ်အဲ့ရခင်းတွေကိုနှစ်ပတ်တစ်ခါတန်ရှင်းလုပ်ရမယ်လဲလှယ်ရမယ်ဒါမျိုးတွေတော့အများနဲ့သင်ပေးရတာပေါ့နော်ဟုတ်တချို့ဆိုလို့ရှိရင်ဒီမူရဒီမှာဆိုမှုဆွဲတဲ့ဟာတွေဖြစ်တတ်ကြတယ်လေအဆောင်အုံထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုမှုတွေပါဆိုလို့ရှိရင်အဲ့ဒါကြောင့်ဆိုးတဲ့ချောင်းဆွတ်ထိုင်မိုင်းတာပေါ့ဟုတ်အဲ့လိုမျိုးကြောင့်ဆိုးတဲ့ချောင်းတွေနှာစီချောင်းဆိုးတာတွေရောရှိတတ်လားရှိတာပေါ်တာတွေအဲ့ဒါတွေလာဆုံးပဲစိတ်ကမှာတော့ချောင်းဆိုးတွေကရမ်းများလေချောင်းဆိုးတော့ဟိုများသောအားဖြင့်ကတော့အမတို့အနေနဲ့ကလေလူတိုင်းကိုဓာတ်မှန်မရိုက်ခိုင်းဘူး
ဟုတ်ကဲ့ လူတိုင်းဓာတ်မှန်ရိုက်ခိုင်းရင်ဓာတ်မှန် radiation hazard ရှိတယ်ဒီဓာတ်ရောင်ကြီးအန္တရာယ်သိမ့်မှုရှိတဲ့အတွက်ကြောင့်မလို့တော်ရုံတန်ရုံ2ပတ်လောက်ချောင်းဆိုးတော့မရိုက်ခိုင်းဘူးပေါ့နော် ဟုတ်ကဲ့ ချောင်းဆိုးပျောက်ဆေးလေးတွေငုံခိုင်းတယ်ချောင်းကြောက်ဆိုးတဲ့အခါမှာလည်းချောင်းကြောက်အတွက် dextromethorphan လို့ခေါ်တဲ့ချောင်းကြောက်ဆိုးတာတက်တာစီတဲ့ဆေးလေးတွေပေါ့နော် dextromethorphan နဲ့ chlorpheniramine နဲ့ရောစပ်ထားပြီးလေချောင်းအညာတက်တာတဲ့ဆေးလေးတွေတောက်ခိုင်းတယ်ငုံခိုင်းတယ်သူ့ချောင်းကချောင်းဆိုးဖြစ်လာပြီကွာတလိပ်တွေထွက်လာပြီးအစိမ်းရောင်တွေထွက်လာပြီးနှစ်ပတ်ထက်ကြော်လာပြီးဆိုတော့ဓာတ်မှန်ရိုက်ခိုင်းတယ်ဓာတ်မှန်ရိုက်ခိုင်းပြီးတစ်ခါလေးလိုအပ်ရင်ပိုးသက်ဆေးလေးတွေပေးတတ်တယ်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ပါဒေါက်တာအခုလိုမျိုးပြောကြပေးရတော့လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင် ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဆိုတော့အခုဒီကိုနီတင်းရဲ့ပေါ့နော်ဒီမေကွန်လေးတွေကိုလည်းမေးပေးခြင်းတယ်ပေါ့နော်ဒီချောင်းဆိုးဝေဒနာကိုနီတင်းနဲ့အဖြေရှာဆုလက်ဆောင်တွေရယူပါဆိုတော့ခုနဒေါက်တာပြောပြသွားတဲ့အကြောင်းအရာတွေတဲ့မေကွန်လေးကိုပြောပြပေးချင်ပါတယ်အဲ့တော့ဒီမေကွန်လေးတွေကိုဖြေမှန်တဲ့သူတွေကတော့ comment မှာဖြေပေးပါဖြေမှန်တဲ့သူတွေကဒါဖုန်းပေလက်ဆောင်လေးတွေပေးသွားမယ့်အစီအစဉ်လေးရှိပါတယ်နော်မေကွန်လေးတွေကတော့ဘလို့ချောင်းဆိုးတာကိုရေတူချောင်းဆိုးခြင်းလို့ခေါ်ဆိုနိုင်ပြီးတော့ဘလို့ချောင်းဆိုးခြင်းမျိုးကိုတော့ရေရှည်ချောင်းဆိုးခြင်းလို့ခေါ်ဆိုလို့ရပါသလဲချောင်းဆိုးခြင်းကိုကာကွယ်ရင်ရှောင်ရှားမယ့်အရာတွေကိုပြောပြပါ